ခေါင်းမင်းသားတွေဘာကြောင့်ကောင်းတယ်လဲမင်းစွဲစုံတက်ကြပါဦးဝင်းဦးပြောကြည့်ဦးဝင်းဦးဆိုတဲ့ပုဂ္ဂိုလ်သူ့ကြောင့်လေးလာကြစာရေးစီအလွန်ကောင်းပါလေစာအလွန်ရေးကောင်းတဲ့ပုဂ္ဂိုလ်ဆက်စတဲ့တခေသောမန္တကြံတို့မိမနာအမုန်းတို့စောင်းပြီးဖတ်ကြည့်ပါဦးဝင်းဦးရေးသွားတယ်သူတို့ရှိမှလားအဲ့ဒါလို့စာရေးစီအစိုးတော့ဒရိုက်တာမင်းသားထုတ်လုပ်သူစန္ဒမဂ္ဂစိတ်ပိုင်ရှယ်စွဲစုံတက်စုံတက်တယ်ဒုက္ခကလူငယ်တွေမှန်သမျှတို့ဒီဝင်းဦးအလေးမှလိုက်မှဝင်းဦးဆုံးချက်ကိုလိုက်ဝတ်တယ်ဒီလက်မောင်းအခဖြစ်မင်းသမီးအဲ့ရအခက်ကအမျိုးသမီးရတယ်ဒီလက်မောင်းအနာမှာစိတ်ဝင်လာတာဒီဘေးလူကလည်းလက်ပင်ကဆောက်စိတ်ဝင်မကောင်းဘူးအဲ့ဒါအဲ့ဒီအလားလူဒီလိုမသွားတော့ဘူးအဲ့ခက်ကဒီလိုဘေးလိုက်တော့ဒီရောက်ပြဒီလက်မောင်းလာဒီလိုဘေးလိုက်သွားတဲ့ခက်တပည့်ဆိုင်မှာဘာညာဒီလမ်းပေါ်ကျွန်တော်ဆိုဟဲ့ညီလေးသွားလိုက်တာဘောခဏလူလာမှာဘောမှားရရှိရမှာမဟုတ်ဘူးအဲ့ခက်ကအပန်လေးညင်လေဝင်းဦးလေးညင်လေခဏတော့လာလိုက်မှာကွာအဲ့လိုဖြစ်ဆိုတော့ဝါလာဝါကြောင်မျိုးအခုလေနာမည်ကြီးကြီးချစ်ချစ်ချက်လာပေးစမ်းပါအဲ့ဒါမျိုးအပန်းအစကိုသားလေးကိုရေချိုးပေးတယ်ရေရင်းနဲ့ရေကိုဆွဲတယ်ရေရင်းနဲ့ရေဆွဲတာတတိရေချိုးပေးဖို့မဟုတ်သူ့လက်မောင်းနှောင်းဆွဲလိုက်ကလေးဝုန်းကလေးကတော့မခန်းနဲ့ပြန်နေတယ်သူ့မိမသားကိုကိုချစ်ဖို့ချစ်တာလည်းမခန်းနဲ့ပြန်နေတယ်အော်ဟုတ်လားကွာအဲ့ဒါသူဒါပဲနောက်တော့ဝိရိယကမှတိတောက်ကိုဓာလေးပဲချတာဓာလေးကျချတာနောက်အော်သူကမြင်ဖို့ဟိုလည်းသားလည်းမြင်ဖို့ဒီဘက်ကလာဖို့ခေါ်တယ်ကျွန်တော်ဆိုတာကျွန်တော်ဘူးလာပါသားရဲ့ဆိုကျွန်တော်ဆိုချက်မတော်မှအတန်ကိုလေချွေးတာတဲ့ထဲမှာမင်းသားလေးမှာဗမာပြည်မှာဝင်သွားသူ့အတန်ပါဒီဘက်ကကိုလာပါသူတို့သူပဲကြားမှာလေဟောသားဘယ်လိုကြားမလို့သူတယောက်လည်းကြားမှာဘတော်မှအတန်ကိုတချင်းဆိုလေတော့မှဖဲပဲနဲ့ကာအဲ့လိုကျွန်တော်တို့မရဘူးသူ့အတန်ကိုအရန်ညာသူမင်းသားလို့နေတာကျွန်တော်တို့ကြားရင်လည်းရဖို့ညွှန်ကြလားတို့လာမှာမရဘူးကြားရင်မရဖို့မတခါတူတယ်ညွှန်လေအဲ့လိုအတန်အရန်ကိုမဆုပ်ဆုံးတက်တဲ့ပုဂ္ဂိုလ်ကကော်လီဂျီတွေအဲ့ကမင်းသားတွေကြည့်ကိုချင်းထူးချွန်နေကြည့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ကလေးမေးလို့ဒီနားနဲ့သူတစ်နေလိမ့်မယ်ဒါပေမဲ့အဲ့အချိန်တုန်းကပြိတ္တကပြည်သူတွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကိုနေဝင်းပြောတော့ဘယ်သူနဲ့မှမချစ်စရာလို့ဟဲ့အဲ့ဒါဦးမြတ်လေးစိတ်ကြီးခဏလောက်လားရုပ်ချောလို့မင်းသားဖြစ်တယ်အပျော်သူအပျော်ဆိုစာရေးစရာကြပြားစရာချင်းရေးစရာတကယ်ပေါက်တဲ့ချင်းတွေမှန်ကြကြိုက်တဲ့အချိန်ကြီးအဲ့ဒါဆံပြတ်တယ်အဲ့တော့တက်တဲ့ပုံကိုယ်တွေကနေထွက်တဲ့ကျွန်တော်ရွှေနဲ့မနိုင်မ်းမှနဲ့ဗျာရွှေနဲ့နိုင်စိတ်ဆိုတာစိတ်နဲ့ကွတ်တော့စိတ်ရွှေလက်ဆိုညနဲ့ကွတ်တော့ညလက်ဆိုဗရမ ्या နဲ့ကွတ်တော့ဗရမ ्या လက်ဆိုကဲဗမာလဲရွှေရက်တက်ရွှေရက်တက်မှာအယောင်မိန်သွားတာသူအဲ့လိုအဘိဓမ္မာဆံဆံပြောသွားအဲ့ဒီစကလုံးလုံးမှာဒီလူရှင်တို့လေးပြဿနာတရားတွေမှာတိုက်ပြည့်နိုင်ကြတယ်ခက်တယ်သူပြတ်သွားတယ်မှာသူတို့တာဝန်ကြေခဲ့တယ်သူတို့ဒီအနည်းပြန်နဲ့ပတ်သက်ပြီးအမတန်တာဝန်ကြေခဲ့တဲ့ပုံသူတို့ရုပ်ရှင်နေတယ်တကယ်ကို classic ကားတန်းကြည့်ရတယ်